ရှင်းနေဇက်လန်ကိုမှတရေတွေနဲ့ပါကြည့်ရမှာဆိုတငယ်ချင်းတို့စိတ်ဝင်စားလားအရန်ကောင်းတဲ့နတ်ဝင်တဲ့ရှင်းနေဇက်ကလေးကိုတငယ်ချင်းတို့ညှို့မေးချင်ပါတယ်ဇက်လန်မျိုးစားလေးကတော့ Mystery Comedy Law ဇက်လန်မျိုးစားလေးဖြစ်ပြီးတော့ဇက်ကနာမည်လေးကတော့ဖတ်တန်း Lawyer ဇက်လန်လေးကတော့ရှင်အီယန်ဟာသူ့ပုံမှန်သူမြင်နဲ့မလိုက်မဖက်ကပြက်ကကြော်နိုင်တဲ့အရှိနေတယောက်ဖြစ်ပြီးတော့နာမည်ကြီးရှိနေရုံတွေမှာအလုပ်လိုက်လျှောက်ပေးမယ်လေဘယ်ရုံမှသူ့ကိုလက်မခံခဲ့ပါဘူးတရက်မှာတော့အမေဖြစ်သူပေးထားတဲ့ပတ်စံနဲ့ဈေးသက်သာတဲ့ကိုပိုင်ရှိနေရုံကန်လေးတစ်ခုဖွင့်လိုက်ပါတယ်အဲ့ဒီရုံကန်ကနတ်ဝင်တွေနေထားတဲ့နေရာဖြစ်နေပြီးတော့မထင်မှတ်ပဲနဲ့ရှင်အီယန်ကတရက်တစ်စီကိုမြင်ရတဲ့ရှိနေတူဖြစ်လာခဲ့ပါတယ်ဟာနာယွန်းကတော့ပြင်းထန်လာတဲ့အနိုင်လူချင်းစိတ်ကြောင့်သူမရဲ့နေဘက်မှာအမှုပေါင်းများစွာကိုအနိုင်ယူထားတဲ့ထိတ်တန့်ရှိနေတူလည်းဖြစ်ပါတယ်တရက်ကိုမြင်နေရတဲ့ရှင်အီယန်နဲ့ထိတ်တန့်ရှိနေဟာနာယွန်းတို့နှစ်ယောက်ပူးပေါင်းပြီးတော့အထူးမှုတွေဖြစ်တဲ့တရေတစီတွေအတွက်အမှုလိုက်ပြီးဖြစ်လာတဲ့အခါမှာတော့ပုံမှန်အမှုတွေမဟုတ်တဲ့သူတို့ရဲ့ထူးခြားတဲ့အမှုတွေအတွက်အမှန်တရားနဲ့တရားမျှတမှုတွေကိုတရားဥပဒေပေါင်းတွင်းကနေဘယ်လိုမျိုးဖြည့်ရှင်းသွားမလဲဆိုတာကိုဒီပတ်တန် lawyer ဆိုတဲ့ဇာတ်လမ်းတွေတက်လေးမှာဘယ်လိုလွဲတွေဖြစ်ပြီးတော့ဘယ်လိုလေးတွေခွေရမလဲဆိုတာကိုစိတ်ဝင်စားပွဲကြည့်ရမယ်ဇကာကောင်းလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်တွေနဲ့ကတော့မင်းသားယိုယွန်ဆော့မင်းသမီးအီဆန်တို့အပြင်ခြာနာမီကြီးတရုပ်ဆောင်များစွာလည်းပါဝင်ထားတဲ့တရေတွေကိုစားအမှုလိုက်ပြီးသွားမယ်ရှင်းနေဇာတ်လမ်းတွေတက်လေးပဲဖြစ်ပါတယ်ဗေဒီနေနဲ့ကတော့ INDB 8.3 တောင်ရရှိထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်နှစ်ပိုင်းကြည့်ပြီးတော့ပြောပြရင်တော့တော်တော်လေးကိုကောင်းပြီးတော့တော်တော်လေးကိုရည်ရတဲ့ဇက်ကလေးမို့လို့တကယ်ချင်းတို့ကြည့်လို့ရအောင်ဗီဒီယိုလေးကိုမြန်လေးလုပ်ပေးလိုက်တာပါမင်းသားယူဆော့ကဇက်လန်ရွေးတော့လေပြောရမယ်ဗျာသူရိုက်လိုက်တဲ့ကားတိုင်းတကားဆိုတကားပေါက်တယ်ဇက်ယုံနဲ့လည်းတော်တော်လေးကိုလိုက်တယ်မင်းသမီးကလည်းသူ့ဇက်ယုံနဲ့သူတော်တော်လေးကိုလိုက်ဒီလာကတော့ဇက်ကကောင်းတွေကြည့်ရမယ်လားလို့ကျွန်တော်ထင်တယ်ဗျာထော်တမရကားတိုင်းကလည်းကျန်းနေတော့ဘယ်လိုထော်တမရကားတိုင်းကလည်းကျန်းနေတော့ဗျာဒီ16နှစ်ထွက်မဲ့ကားဆိုလည်းတော်တော်လေးကိုကျန်းမယ်လို့ထင်တယ်ဗျာကျွန်တော်လည်းဘယ်လိုလူမျိုးတွေကြည့်ရမလဲရှင်းနေဇက်လန်ကမှာဟာတလေးတွေနဲ့တရေတွေနဲ့မှကြည့်ရမှာစိတ်ဝင်စားရလို့ဆိုအကြည့်တင်ပါကြီးစရာကောင်းတဲ့ဇက်ကလေးဖြစ်တဲ့အတွက်မကြည့်ရသေးတဲ့ဆိုရင်တွားကြည့်ကြည့်လို့တကယ်ချင်းတို့ကျွန်တော်ညွှန်ပေးချင်ပါတယ်ဒီဇက်ကလေးကိုတော့မတ်73ရက်နေ့က Netflix ဆိုတဲ့ရုပ်သံလိုင်းကနေထုံးလင်းပြသခဲ့ပြီးတော့အပိုင်းနေနဲ့16ပိုင်းဒီပါရှင်းဖြစ်ပြီးတော့ဒီဇက်ကလေးအခုတက်လက်ရှိရတော့2ပိုင်းပဲထွက်ရှိပါသေးတယ်ဒီဇက်ကလေးကိုကြည့်ရင်တော့အပတ်စဉ်တောက်ကြစနေနေ့ညတိုင်းကျွန်တော် channel လေးမှာစောင့်ကြည့်လို့ရပါတယ်ဒီဇက်ကလေးကိုဗမာကြည့်ရမယ်မသိတဲ့တကယ်ချင်းတွေအတွက်ဒီဗီဒီယိုကွန်မန့်မှာကျွန်တော်လင်းချထားပေးမယ်အဲ့လင်းလေးကို join ပြီးတော့တွားကြည့်လို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share follower လေးလုပ်ခဲ့ပေးလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တောင်းတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်